اللهم صل على محمد وعلى آل محمد ဒီနေ့တမန်ကုရ်အာန်ရဲ့အာယတ်တော်ဆူရာဘကရာရဲ့အာယတ်နံပါတ်189ခုဖြစ်တော့ကျွန်တော်ခုနရွတ်ဖတ်လိုက်တဲ့အာယတ်တော်ကိုတဖစီလောက်ခွင့်ပြုပါအလ်ဟမ်ဒူလ illah တဖစီကျမ်းနေဖြစ်တဲ့မာရီဖ်ကုရ်အာန်ကျမ်းတဖစီရာဇီတဖစီကွန်တူဘီတဖစီဘဂဝီစာရိတဲ့ဒီကစီကျမ်းနေမှာဖွင့်ဆိုမှုတွေအမျိုးမျိုးလုပ်ထားတယ်ကျွန်တော်အချိန်မှာကျွန်တော်ဆရာတွေအများကြီးထိုင်နေပါတယ်ကျွန်တော်ဆရာတွေကကျွန်တော်တို့ထက်ပိုပြီးတော့မာရှာလာလဖ်မြကြေကျဲဝုန်းဝုန်းနားလည်နိုင်မှရှင်းပြထားပါတယ်ဒါကြောင့်ဒီအာယတ်တော်ကိုကျွန်တော်လေးလာခဲ့မိသမျှသင်ပြပါရစေ။ Uhilla lakum laylatus siyami rafas ဒီနေရာမှာ uhilla ဆိုတာဟလာလလောက်လိုက်ပြီတဲ့ခွင့်ပြုလိုက်ပြီဟာရမ်မဟုတ်တော့ဆိုတော့ဒီနောက်ွယ်မှာအကြောင်းရင်းတစ်ခုရှိတယ်။ဘာကြောင့်ခွင့်ပြုချက်ပေးလိုက်တာလဲ။ဘာကိုပေးလိုက်တာလဲဆိုတော့မိကွန်းအဲ့ဒီနောက်ွယ်မှာသမိုင်းတန်လေးရှိတယ်။ Uhilla lakum laylatus siyami rafas ila nisaikum အမတန်ကျယ်ဝန်းတဲ့အဓိပ္ပာယ်တွေတက်စီတွေမှာသင်ကြတာအလောစုမြတ်ကမင်းတို့အတွက်ဟလာလုပ်ပေးလိုက်ပြီတဲ့နောက်ခံသမိုင်းအနေနဲ့ဆွာဟာဘာတွေကအဲ့ဒီအစ္စလာမ်ရဲ့ကနဦးခေတ်မှာတို့လိုပဲအခုလိုရမဇန်လမြတ်မှာရိုဇာဆောက်ခွင့်ကြတယ်ဆွာဟာဘာတွေကကျွန်တော်တို့ဖြစ်နေမတူဘူးတကယ်ကိုဘာသာရေးကိုင်းဆိုင်တဲ့သူတွေတမန်တော်မြတ်ရဲ့နောက်လိုက်တွေကျယ်ပွင့်တွေမနေ့ကတင်ပြခဲ့တယ်လို့ပဲဘယ်ကျယ်ပွင့်အနောက်လိုက်ကျွန်တော်တို့အောင်မြင်မှုရမှာအဲ့ဒီဆွာဟာဘာကြီးတူသူနာမည်က Qais bin Sarma al-Ansari ဆိုတဲ့ဆွာဟာဘာကြီးကတနေ့သူကပြန်လာတဲ့အိမ်ကိုစင်ရသားဆိုတော့လေလုတ်တယ်ကိုင်းလုတ်တယ်တနေ့ကုန်အယံပင်ပန်းပြီးတော့လာခဲ့တယ်အိမ်ကိုရောက်တော့ iftar လုပ်ဖို့အတွက်အမျိုးသမီးကနေခုရှိရင်ပေးပါလို့သူ့အနေနဲ့တောင်းတယ်ဒါနဲ့အိမ်မှာစားဖို့ဘာမှမရှိအိမ်မှာစားဖို့ဘာမှမရှိတော့အမျိုးသမီးကခဏလေးဆောင်ကျမစားဖို့တောက်ဖို့အတွက်စီစဉ်ဖို့သွားရှာလိုက်အောင်မယ်ဆိုပြီးခဏပြမသွားပြီးတော့အစားအသောက်သွားပြီးစီစဉ်တဲ့အချိန်စီစဉ်ပြီးပြန်လာတော့သူ့အမျိုးသားကိုသူတွေ့တယ်Hazrat Qais bin Sarma al-Ansari radiyallahu anhu ဒီဆွာဒီကြီးကအိပ်ပျော်သွားပြီအိပ်ပျော်တာကိုတွေ့တော့သူ့ရဲ့ဇနီးမယားကသွားပြီးကန်ဆူးပြီးသွားကျွန်တော်ဗမာလိုပြောမယ်ဆိုရင်သွားပြီးဘာဖြစ်လို့လဲဆိုရင်အဲ့ဒီခေတ်အဲ့ဒီအချိန်ခါတုန်းကအစ္စလာမ်ရဲ့ကနဦးပိုင်းကာလမှာပြဋ္ဌာန်းထားတဲ့အမိန့်ပြညတ်ချက်ကဘယ်သူမဆိုအိပ်ပျော်သွားပြီးဆိုရင်ပြန်ပြီးစားခွင့်တောက်ခွင့်မရှိတော့ဘူးထိုနည်း၎င်းပဲနီးစပ်ခွင့်မိမိရဲ့ဇနီးမယားတွေနဲ့နီးစပ်ခွင့်လည်းမရှိတော့နောက်တနေ့ရိုဇာကုံဆုံးတဲ့အချိန်အထိအဲ့ဒီကိုတင်းကျပ်တဲ့ဥပဒေချက်သူကဒါနဲ့မစားမတော့ပဲအိတ်လိုက်ရတယ်သူ့အမျိုးသမီးကသွားပြီးကန်ဆိုးရှာလေပြီသူ့အမျိုးသားဆိုပြီးတော့ပြန်နိုးလာရင်လည်းစားလို့မမြတော့ပဲတနေ့ကောင်အလုပ်တရပင်ပန်းပြီးတော့ဒါနဲ့သူကအဲ့ဒီတနေ့မစားမတော့ပဲဒီတိုင်းနဲ့ရူစာဆက်ထားလိုက်နောက်နေ့ရောက်တော့အလုပ်သွားတယ်အလုပ်သွားတော့ပင်ပန်းနဲ့သူကအလုပ်ထဲမှာမူးလဲသွားတယ်လဲလုပ်တယ်ကိုင်းလုပ်တယ်မူးလဲကြသွားဒါနဲ့အဲ့ဒီသတင်းကတမန်မြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်စီကိုရောက်ရှိသွားတယ်ဒါကအဖြစ်ပြတဲ့ခုနောက်အဖြစ်ပြတဲ့ခုက Hazrat Umar radiyallahu ta'ala anhu ဒုတိယခလီဖာသူတို့ကတော့အင်မတန်ယူသားတယ်အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့စွာဘီကြီးတွေဖြစ်တဲ့အတွက်သူတို့ဖြစ်ကိုလည်းတမိုင်းမှာကျွန်တော်တို့အတွက်နမူနာယူစရာအဖြစ်ကြံရစ်ခဲ့တယ်တမန်တော်မြတ်စီကိုရောက်တဲ့တဲ့သူကဘာဖြစ်လဲဆိုရင်ဒီအာယတ်တော်မှာပေါ်ပြထားတဲ့စကားလုံးအရာ Uhilla lakum laylatus siyam ar-rafas ila nisaikum အမျိုးသမီးတွေနဲ့ဇနီးကျင်ရာတွေရှိတယ်ညဘက်မှာအဲ့ဒီကနဦးကာလမှာနိစ္စခွင့်ဟရမ်စားခွင့်တောက်ခွင့်အိပ်ပျော်သွားပြီဆိုရင်ပြန်ပြီးတော့နိုးလာရင်စားခွင့်တောက်ခွင့်ဟရမ်Hazrat Umar အပါဝင်တချို့စွာဒီတွေကအဲ့လိုမျိုးမိမိတို့ရဲ့ဇနီးကျင်ရာတွေနဲ့နိစ္စမှုနဲ့ intercourse သင်တီရောက်သွားတယ်ဒါမဲ့သူတို့တွေကမေ့ပြီးတော့မှားပြီးတော့ဖြစ်စေသူတို့နီးစပ်သွားတဲ့အချိန်တွေမှာဒီလိုဖြစ်သွားတော့သူတို့အနေနဲ့အဆိုးဖြစ်တယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီအချိန်ခါကဝါဖြေပြီးရင်လည်းပဲဟုတ်လားကျွန်တော်တို့အိပ်ပျော်သွားပြီဆိုရင်အဲ့ဒါတွေအားလုံးကစားခြင်းတောက်ခြင်းကဟာရမ်ပြန်နိုးလာလို့စားခွင့်မရှိတော့သူတို့ကအဲ့ရတဲ့မှာအိပ်ပျော်သွားတယ်နိုးလာတဲ့အချိန်မှာအဲ့လိုနီးစပ်မှုတွေရယူမိသွားတယ်။ဒါကြောင့်တကယ်ပဲဝမ်းနဲ့ချေကွဲပြီးတော့တမန်တော်မြတ်စီကိုသွားပြီးလျှောက်ထားတယ်။ဟုတ်ကောကျွန်တော်တို့ဘယ်လိုလုပ်ရပါမလဲဒီလိုအဖြစ်တွေကျူးလွန်မိသွားပြီဒါကြောင့်ဓမ္မကုရ်အာန်မှာအဲ့ဒီအာယတ်လေးလာဖတာဘအလိုင်ကုမ်ဝအဖာအန်ကုမ်ဆိုတော့ဒီအာယတ်တော်ရဲ့နောက်ဆက်တွဲကြောင့် Uhilla lakum ဆိုတဲ့အာယတ်တော်အကြားရောက်လာတယ်အလောရှ်မြတ်ဘက်တော်ကနေပြီးတော့တမန်တော်မြတ်ကိုဝဟီနဲ့အတိပိပြီးဖြေလျှော့မှုတွေလုပ်ပေး
ဝဟိလလကုမ်ဟလာလုတ်လိုက်ပြီခွင့်ပြုလိုက်ပြီဘာတွေလဲစားခြင်းတောက်ခြင်းအိပ်ပျော်သွားသည်ဖြစ်စေပြန်နိုးလာရင်လည်းစားခွင့်ရှိတယ်တောက်ခွင့်ရှိတယ်မိမိတို့ရဲ့ဇနီးမယားတွေနဲ့လည်းနိစ္စမှုရယူခွင့်ရှိတယ်မစအလာတပုတ်အနေနဲ့လူတွေအမေးများကြတယ်အကယ်၍ညဘက်ကျွန်တော်တို့တရာဝီဖတ်ပြီးတော့အိတ်လိုက်တယ်ပြီးတဲ့နောက်မှာမှတာကျွတ်တပါးတွေဖတ်တယ်ဒါမှမဟုတ်ရင်လည်းအဲ့လိုအိတ်ပျော်သွားတဲ့အချိန်မှာဟာလားဒီစက်မှုရယူမိသွားတယ်ဆိုရင်ဆဟရီကိုဆက်စားခွင့်ရှိလားရိုဇာထားခွင့်ရှိသလားဟုတ်လားဂျနာဘတ်ဖြစ်သွားပြီအဲ့တော့ဂျနူဘီရဲ့အခြေအနေနဲ့ဆက်စားခွင့်ရှိသလားဆိုတော့ရှိတယ်ရိုဇာကိုဘာမှ effect မပြုသို့တော်လည်းပဲဂျနူဘီရဲ့ဟာလတ်နဲ့ဟုတ်လားကျွန်တော်တို့တန့်စင်မှုမပြုတ်ဘဲနဲ့ဖရစ်နမတ်အချိန်ကိုကြော်ခြင်းကတော့ဒါကုနာယီကဘီရာဖြစ်တယ်ဆိုပြီးရီဝိုင်ယတ်ဒီမှာလာရှိတယ်တတ်နိုင်ဆုံးကတော့ရိုဇာမှာတော့ဘာမှမထိခိုက်ဘူးဒါကတော့တိတန် specifics ပေါ့တိချာစီဖြစ်တဲ့အီဘာဒတ်ကခွင့်ရှိတယ်အခုဒီမှာအာယတ်တော်မှာလူကြီးမင်းများခင်ဗျာလက်စမဘတ်တော်ကနေဖြေလျှော့ခွင့်ပေးလိုက်စားခွင့်တောက်ခွင့်ဟာလားဘာကြောင့်လဲမနေ့ကအစီရင်ခံခဲ့တယ်လို့ပဲရိုဇာအဆောင်ဆိုတာပါလေအဘိဓမ္မာကြည့်မယ်ဆိုရင်အလ်အင်ဆာတ်မင်အလ်အက်ဝရှုရ်ဝလ်ဂျီမာအင်ဆာဆောင်ဆိုတာဒီရိုဇာဆိုတာမြန်မာလိုဆိုကျွန်တော်ဥပုသ်တိလစောင့်ထိန်ခြင်းဆိုတာစားခြင်းတောက်ခြင်းအဲ့ဒီနိဇတ်မှုရယူခြင်းကနေပြီးတော့ချုပ်ထိထားခြင်းရှောင်ကျဉ်ခြင်းမလုပ်ပဲနေခြင်းဘယ်အချိန်ကနေလဲမင်တူလူအလ်ဖဂျရ်အီလာဂရူဘ်ရှမ်စ်ဆူဘာကာဇစ်ဆယ်ရီအချိန်ကုန်သွားလို့ရှိရင်ဆူဘာဆွာဒစ်ရှိတယ်အဲ့ဒီအချိန်ကနေစပြီးတော့ဘယ်အချိန်ထိလဲနေဝင်တဲ့အချိန်ထိတနေ့တာကုန်ဆုံးသွားတဲ့အချိန်ထိအတော်အတွင်းမှာကိုပြုပိုင်ခွင့်ရှိတဲ့အရာတွေပဲသို့တော့ပြုပိုင်ခွင့်မရှိဘူးရှရီယတ်ရဲ့တရားတော်ရဲ့အမိန့်အရာဒါပြုပိုင်ခွင့်မရှိဘူးလူတွေရဲ့နိချမ်းအရာအဲ့ဒီအချိန်ကုန်ဆုံးသွားပြီကြောလွန်သွားပြီဆိုရင်ကိုလူဝရှရာဘူဟတ်တာယတဘယနလကုမလ်ခိုက်လ်အဘယဒ်မင်လ်ခိုက်လ်အစဝဒ်မင်လ်ဖဂျ်ဒီအာယတ်တော်မှာအဲ့လိုသင်ကြတာဆိုတော့ဒီအာယတ်တော်ကိုပြန်ပြောင်းပြီးစနေအတိတ်တွေကိုတလုံးချင်းသိရမယ်ဆိုရင်ကိုဟိလလကုမလ်စနကခွင့်ပြုပေးလိုက်ဒီဘာကိုခွင့်ပြုပေးလိုက်တာလဲစားခြင်းတောက်ခြင်းနဲ့နေစမှုရယူခြင်းဆိုရမယ်ရဖတ်ဆိုတာကျွန်တော်တို့ဟတ်ကာလာမှာဟာဒီသ်တော်အများကြီးကျွန်တော်တို့ကြားရတယ်ဆရာသခင်တွေလည်းဟောကြားကြတယ်အဲ့ဒီမှာဟာဒီသ်တော်တစ်ပုဒ်ရှိတယ်من حج لله فلم يرفث ولم يفسق رجع كيوم ولدته امه سبيلا حديث التبع ادما رفث فلا رفث ولا فسوق ولا جدال في الحج قران ကျမ်းရဲ့အာယတ်တော်လေး rafat ဆိုတာပါလေကာယကံမြောက်ဖြစ်စေဝစီကံမြောက်ဖြစ်စေဟာလားဒီမှာလိုပြောမယ်ဆိုရင်တော့မနောကံတော့မပါဘူးပေါ့ကျွန်တော်တို့နှုတ်ကဖြစ်စေနဲ့ပဲဖြစ်စေ action နဲ့ပဲဖြစ်စေလောက်ရအရာပဲဖြစ်စေညဉ့်ညမ်းွယ်ရာရှက်ဖွယ်လိလိကိစ္စတွေကိုလို့ဆိုထားတယ်သို့တော့ဇနီးမောင်နှံနှစ်ဦးကြားမှာအဲ့လိုတချို့ကာမဂုဏ်နဲ့ပတ်သက်တဲ့လှုပ်ဆော်တဲ့စကားတွေပြောလိပြောထားရှိတာကဒါကပြောခွင့်ရှိတဲ့ limit ဆိုတဲ့အတွက်ပြောခွင့်ရှိတယ်အဲ့ဓာတွေကို reference ကိုဘယ်အချိန်လဲညအချိန်ကူလူဝရှရာဘူဟတ်တာယတဘယနလကုမလ်ခိုက်လ်အဘယဒ်မင်လ်ခိုက်လ်အစဝဒ်နေဝင်တဲ့အချိန် iftar ဒီအချိန်ကနေဒါတွေအားလုံးကိုခွင့်ပြုလိုက်ပြီဆိုပြီးတော့အလစ်မဘတ်တော့ကနေလွယ်ကူမှုကိုချင်းမြင့်ပြီးတော့ဖြေလျှော့ပြီးကနဦးကမှအင်မတန်တင်းကျပ်တယ်ဒါကြောင့်ရှရီယတ်ကအင်မတန်ကိုလွယ်ကူအောင်ပြုလုပ်ထားတယ်ဒီနေ့ကအာယတ်တော်မှာယူရီဒူလာဟူဘီကုမလ်ယူဆူအလစ်မြတ်ကတင်တို့အတွက်လွယ်ကူမှုကိုပဲပြုလုပ်ပေးထားတယ်ဝလာယူရီဒူဘီကုမလ်အစ်အလစ်မြတ်ကတင်တို့တော့ခက်ခဲမှုကိုမရည်ရွယ်ဘူးတဲ့လွယ်ကူမှုအတွက်ပဲရည်ရွယ်တယ်ဆိုတော့ဒီအာယတ်ပြီးတော့ reference ပြီးတော့ပါလာတယ်ဝဟီလလကုမ်လိုင်လတ်ဆီယမ်ရဖတ်အီလာနိဆာအီကုမ်တင်တို့ရဲ့အမျိုးသမီးတွေနဲ့ reference ကိုလည်းဖွင့်ပြလိုက်ပြီးဒီမှာအင်မတန်ပဲကျယ်ဝန်းနဲ့နေပြီးတော့လှပတဲ့စကားလုံးတစ်လုံးသုံးထားတယ်ကျမ်းမြတ်ကုရ်အာန်ရဲ့အင်မတန်နဲ့လှပတဲ့အာယတ်တော်ကျွန်တော်တို့ဘဝတစ်ခုလုံးအတွက်လုံလောက်ဟွန်နလီဘာဆုလကုမ်ဝအန်တုမ်လီဘာဆုလဟွန်ဟွန်နလီဘာဆုလကုမ်ဝအန်တုမ်လီဘာဆုလဟွန်အတိတ်ကပါလဲဟွန်နကိုဇနီးမယားတွေဟာတဲ့ဒီဘာဆုလကုမ်တင်တို့အတွက်အဝတ်ဒဇာတွေဖြစ်တယ်တဲ့ဝအန်တုမ်အတဲ့အမျိုးသားတို့ဟာလီဘာဆုလဟွန်သူတို့အတွက်လီဘာစ်တွေဖြစ်တယ်အဝတ်ဒဇာတွေဖြစ်တယ်ဒီမှာမူဖတ်ဆီရင်တွေကအကျယ်ပြန် commentator မူဖတ်ဆီရင်တွေသူတို့အင်မတန်လှပနေတဲ့အတိတ်ပဲတွေအများကြီးပြန်ထားတယ်ကျွန်တော်အဲ့ဒီကတချို့ comment တွေကို commentator တွေကသူတို့ရဲ့အောက်ခြေမှတ်စုနည်းနည်းကိုကျွန်တော်တင်ပြမယ်အဲ့တော့ဘာသဘောလဲသူတို့ကအမျိုးသားတွေအတွက်လီဘာစ်အဝတ်ဒဇာဖြစ်တယ်လို့အမျိုးသမီးတွေကအမျိုးသားတွေအတွက်လီဘာစ်အပြန်အလှန်
အဲ့မှာပညာရှင်တွေမိတ်လေပထမဦးဆုံးအချက်ကအသတ္တရဝတ်ဆူယာနာအသတ္တရဆိုတာဘုန်းကြီးဟာဒီတမရှိမန်သတ္တရမွတ်စလင်သတ္တရအလ္လာဟူလဝယောမလ်ခီယာဘယ်သူကမွတ်စလင်တယောက်ရဲ့အပြစ်ကိုဖုံးကွယ်ပေးတယ်ဆိုရင်အလ္လာဟ်ကသူ့ကိုရိုဇီခီယာမတ်မှာခီယာမတ်နေ့မှာသူအပြစ်တွေအလုံးဖုံးကွယ်ပေးအခုဒီနေရာမှာဖုံးကွယ်ခြင်းနောက်တစ်ခုကအဆွေယာနာကာကွယ်ပေးခြင်းဆိုတာနဲ့နှိုင်းရတယ်ဘာကိုလဲအမျိုးသမီးဟာအမျိုးသားအတွက်အဝတ်စားအမျိုးသားကအမျိုးသမီးအတွက်အဝတ်စားဆိုတာကကျွန်တော်တို့ခန္ဓာကိုယ်ပေါ်မှာအဝတ်ညမစာဆိုရှိတယ်တောင်းမှာအကွတ်လူမှာအဝတ်ရှိမှလှအကွတ်ရှိမှပဲတောင်းကလည်းခိုင်ခန့်မှာပေါ့နောက်မှဗျံပဒဖြစ်နေအကွတ်မရှိတဲ့ကျမ်းဗျံပဒသာတဲ့ရှိတယ်ဆိုတော့အကွတ်ဒီစာသားကပါလဲအရဘီလိုအသတ္တရဝတ်ဆူယာနာ protection နဲ့ covering ကာကွယ်ပေးခြင်းနဲ့ဖုံးအုပ်ခြင်းအမျိုးသမီးကမိမိရဲ့ခင်မွန်းရဲ့အပြစ်အနာစာတွေကိုဖုံးကွယ်ပေးရပြီးရင်သူနဲ့ပတ်သက်ပြီးတော့ကာကွယ်ပေးရမယ်အပြန်အလှန် equality ဒီမှာတွေ့ရအမျိုးသားကြီးပဲအမျိုးသမီးကိုကာကွယ်ပေးရမယ်ဆိုတဲ့အဓိပ္ပာယ်မသက်ရောက်ဒီအာယတ်တော်အရာ crossing ဟွန်နလီဘာဆုလကုမ်ဝအန်တုမ်လီဘာဆုလဟွန်အသတ္တရဝတ်ဆူယာနာဖုံးကွယ်ခြင်းและအပြစ်နာစာတွေကိုအမျိုးသားကလည်းအမျိုးသမီးနဲ့ပတ်သက်တဲ့အပြစ်နာစာတွေရှိဖုံးကွယ်ပေးရမယ်အပြစ်နာစာဆိုတဲ့နေရာမှာရုပ်ပိုင်းကိုဆိုလိုတာမဟုတ်ရုပ်ပိုင်းဖြစ်စေနာမ်ပိုင်းဖြစ်စေသူ့ရဲ့အကျင့်စရိတ္တ character သူ့ရဲ့နောက်ခံသမိုင်းသူ့နဲ့ဆက်ဆက်တဲ့သူတွေဖြစ်စေသူ့ရဲ့လူမှုရေးကိစ္စတွေမှာဖြစ်စေဘယ်ကိစ္စမှာဖြစ်စေအရာရာကိုကျွန်တော်တို့ကအပြန်အလှန်ဖုံးကွယ်ပေးရခုနည်း၎င်းပဲအပြန်အလှန်ကာကွယ်ပေးရမယ်ဒါဒီအာယတ်တော်ကနေဓာတ်တစ်ချက်နောက်တစ်ချက်ကဇနီးမောင်နှံလင်မယားနှစ်ယောက်ကဘာနဲ့အလားတရံတူလဲဆိုတော့အဝတ်အစားနဲ့အလားတရံတူတယ်ဆိုတာကအဇီနတုဝလ်ဂျမာလ်ပညာရှင်တွေအမြဲတမ်းလှပတဲ့စကားလုံးဇီနတ်ဆိုတာ adornment and beauty ဂျမာလ်ဆိုတာ beauty ဟာဒီသ်တော်မှာရှိတယ်ဟာလားယူဟစ်ဘ်လ်ဂျမာလ်အင်နလ္လာဟဂျမီယူဟစ်ဘ်လ်ဂျမာလ်အလ္လာဟ်မြတ်ကိုယ်တိုင်ကလှပတင့်တယ်မှုကိုနှစ်သက်တယ်တနမကုရ်အာန်အာယတ်တွေအများကြီးရှိတယ်ဇွယင်နလင်နာဟဘ်ရှာဟဝါတီမင်န်နီဆာအီဟာလာအဲ့ဒီအာယတ်တော့၃ပါးမှာရှိတဲ့အရှင်ကြီးပဲဆိုတော့ဇီနတ်လှပတင့်တယ်မှုအမှန်တန်အရေးကြီးတယ်ဆိုတော့အဝတ်စားရှိမှလူတွေကလှပတင့်တယ်တယ်လို့ကိုယ့်ရဲ့ခင်မွန်းရှိတဲ့အတွက်ကိုယ့်ရဲ့ဂုဏ်တွေကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့ဆွေမျိုးအတိုင်းဝိုင်းကြားမှာကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းအယောင်းအရင်းတွေကြားမှာအမှန်တန်တင့်တယ်လားဒါကအပြန်အလှန်ဇနီးတော့ပဲမဟုတ်ဘူးခင်မွန်းတော့ပဲမဟုတ်ဘူးအပြန်အလှန်နှစ်ဦးတစ်လုံးအတွက်လှပတင့်တယ်တဲ့အနေအထားဒါကိုအဇီနာဝလ်ဂျမာလ်ဆိုပြီးတော့မူဖာဆီရီတွေကအဓိပ္ပာယ်ဖွင့်နောက်တစ်ခုကအစဆကီနတုဝရာဟာဒါအမှန်တန်အရေးကြီးတဲ့အချက်အစဆကီနတုဝရာဟာဒါမဲ့ကုရ်အာန်ရဲ့အာယတ်တော်တွေရဲ့ညီမောင်တို့ပြချက်အရာအလ္လာဟ်ကအဇဝါဂျ်တွေကိုဇနီးမောင်နှံတဦးနဲ့တဦးစိတ်နှလုံးပျော်ရွှင်ချမ်းမြေ့ဖို့အတွက်ဖန်ဆင်းထားပေးတယ်တဲ့ဒါကတစ်ဖက်ပဲမဟုတ်ဘူးဇနီးအတွက်လည်းအမျိုးသားကစိတ်နှလုံးပျော်ရွှင်မဆုံးဖြစ်တဲ့အေးချမ်းမှုကိုပေးစွမ်းနိုင်တဲ့ရတကာမဂုဏ်ခံစားဖို့တစ်ခုတော့မဟုတ်ဘူးနေကာရဲ့နိယတ်ကဒီမှာလီဘာစ်နဲ့နှိုင်းထားတဲ့အတိတ်ပဲကိုအစကီနာဝရာဟာစကီနာဆိုတာ peaceful mind အရာဟာဆိုတာ comfort ကျွန်တော်တို့ရဲ့သက်သာရမှုအနာရယူမှုပင်မနွမ်းနယ်နေတယ်နှစ်ဖက်စလုံးပင်မနဲ့စိတ်ပင်မနဲ့လူပင်မနဲ့ဒါကြောင့်စကီနာမဖြစ်ဘူးတချို့စကီနာဆိုတဲ့နာမည်ထားကြတယ်တကယ်လက်တွေ့ဘဝမှာစကီနာဖြစ်ဖို့လိုတယ်စကီနာပြည်တွေအများကြီးဟာလားစကီနာမရဘူးခက်ခဲတွေဘဝရဲ့ကြမ်းတမ်းမှုတွေကိုမလွန်ဆန်နိုင်လို့နောက်ဆုံးတော့အသေးကွဲရတဲ့သူတွေအများကြီးဖြစ်တယ်အဲ့တော့စကီနာဝရာဟာဒီနှစ်ခုစလုံးကစိတ်နှလုံးပျော်ရွှင်ချမ်းမြေ့မှုအေးမြမှုနဲ့ဟုတ်လားတတ်တောင့်တတ်တာအနာရမှုအတွက်ဇနီးမောင်နှံမှာဟွန်နလီဘာဆုလကုမ်ဝအန်တုမ်လီဘာဆုလဟွန်ဆိုတဲ့တဖ်ဆီကိုပြန်ချင်းမိန့်ထားနောက်တစ်ခုကအလ်ကူရ်ဘဝလ်မူလာမဆာအလ်ကူရ်ဘဝလ်မူလာမဆာ closeness နီးကပ်မှုတကယ်တော့အဝတ်စားကကျွန်တော်တို့ဝတ်ထားရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာအနည်းဆက်ဆုံးအရေးပြားနဲ့အနည်းဆုံးမှရှိအဝတ်အစားကပြီးတော့လေခုနလှပတင့်တယ်တဲ့အချက်တွေလည်းပြောပြီးနိကတ်မှုကိုရရှိစေပြီးတော့မူလာမဆာဆိုတော့ယင်းနီးမှုကိုရရှိစေ
ထိတွေ့မှုကိုရရှိစေအဲ့တော့ဇနီးမောင်နှံနှစ်ဦးစလုံးကလည်းပဲအဝတ်စားကဲ့သို့ပဲတဦးနဲ့တဦးနိကတ်တဲ့နေရာမှာလိုအပ်တဲ့အချိန်တိုင်နေနဲ့နီးနှောတယ်ဖလဲတယ်ဇနီးမောင်နှံနှစ်ယောက်ပဲမဟုတ်ဘူးဟုတ်လားနှစ်ဖက်ဆွေမျိုးသားချင်းနေနဲ့လည်းအချစ်တွေတိုးပွားလာတယ်အမုန်းတွေဆိုရင်အမုန်းစားတွေကတိုးပွားတယ်ဆိုတော့ connection တွေပို့ပြီးတော့ကျယ်ပြောလာတယ်အချစ်တွေပို့ပြီးတော့ကျယ်ပြန့်လာတယ်ဒါပါကြောင့်လဲ al-qurb နိစ္စမှုကြောင့် wal mulamasa ထိတွေ့မှုကြောင့်လင်မယားနှစ်ယောက်အခက်ခဲအချက်တဲဆုံတွေ့လာတဲ့အချိန်မှာတယောက်နဲ့တယောက်ယဉ်ကျေးမှုတွေပို့ပြီးကျွမ်းဝင်တဲ့အတွက်ဆွေးနွေးလာတယ်လင်မယားနှစ်ယောက်ပဲမပြီးဘူးဆိုရင်ဆွေးနွေးသားချင်းတွေနှစ်ဖက်ဆွေးနွေးသားချင်းတွေစသဖြင့်အခက်ခဲအချက်တဲတွေကိုဖြည့်ရှင်းတဲ့နေရာမှာဒီနိစ္စမှုကအင်မတန်အရေးကြီးတယ်တခါတခါကျွန်တော်တို့ကြာလေဒုက္ခရောက်လေဆိုတာကျွန်တော်တို့မနိစ္စလို့ကျွန်တော်တို့ရဲ့ဌာနဆိုင်ရာအသီးသီးမှာကျွန်တော်တို့ရဲ့ကျောင်းဖြစ်စေပလီဖြစ်စေအိမ်တွင်းဖြစ်စေကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဖြစ်စေတယောက်ယောက်နဲ့ဟုတ်လားတစ်ခုခုနဲ့ဌာနတစ်ခုခုနဲ့လူပုဂ္ဂိုလ်တစ်ဦးဦးနဲ့ဘယ်လောက်နိစ္စတယ်လဲအဲ့ဒါလောက်ကျွန်တော်တို့ရဲ့လွယ်ကူမှုတွေရသွားတဲ့ဒီပုံမှာတွေအများကြီးရှိဒါကြောင့်ဟွန်နလီဘာဆုလကုမ်ဝအန်တုမ်လီဘာဆုလဟွန်လို့မိတ်တဲ့နေရာမှာနိစ္စမှုနဲ့ထိတွေ့မှုယဉ်ကျေးမှုကအင်မတန်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုဖော်ပြတာဖြစ်တယ်ဆိုတော့ဒါကဒီဟွန်နလီဘာဆုလကုမ်ဝအန်တုမ်လီဘာဆုလဟွန်ရဲ့တဖ်စီရရဲ့အနှစ်ချုပ်ပြည့်စပ်ပြီးတော့ဖတ်စီကတင်ပြတယ်ဟွန်နလီဘာဆုလကုမ်ဝအန်တုမ်လီဘာဆုလဟွန်အလီမအလ္လာဟူအန်နကုမ်ကွန်တုမ်တခတာနွန်တို့တော့ကျွန်တော်တို့မှာ break ရှိရမယ်ရမဇန်လမ်းများဖြစ်နေတယ်သင်တို့ဘယ်လိုမျိုးဖောက်ပြန်တယ်ဘယ်လိုမျိုးခယာနတ်လုပ်တယ်ဆိုတာကိုအလ္လာဟ်မြတ်သိတော်မူတယ်တဲ့အလီမအလ္လာဟူအန်နကုမ်ကွန်တုမ်တခတာနွန်အန်ဖုတကုမ်ခုနသင်ကြားခဲ့တဲ့ tafsir ထဲမှာ Hazrat Umar radiyallahu anhu အပါဝင်တချို့ဆိုပါတွေကညဘက်မှာအိပ်ပျော်ပြီးတော့ဟာလာနိစ္စမှုတွေ intercourse ထိကိုရောက်သွားတယ်ကနဦးကာလမှာဒါကတင်းကျပ်ထားတယ်လုံးဝဟရမ်ခွင့်မပြုတာဘူးအာယတ်တော်ရဲ့အထမဟုတ်ဟိလာဒါတွေကိုတမန်တော်မြတ်စီရောက်တော့မှတမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကဒီဥပဒေကိုဖြေလျှော့ပေးတယ်ဒီကနေဘာသိရလဲဆိုရင်တမန်တော်မြတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကလည်း law maker မဖက်ဆယ်ရင်းကရေးထားတယ်အလောရှိမြတ်နဲ့အလ္လာဟ်ရဲ့ရဆူလ်ဒါပေမဲ့ကုရ်အာန်အာယတ်တော်မှာဟောပြထားတယ်ရှရီအတ်ကိုပြဋ္ဌာန်းတဲ့ဒီနေရာမှာလူတွေအတွက်လွယ်ကူအောင်ပထမခက်ခဲတဲ့ဟာရမ်ဖြစ်တဲ့ချက်ကိုဟလာဖြေလျှော့ပေးလိုက်တယ်ပြီးတော့သိရတယ်သို့တော်လည်းပဲပြန်ပြီးတော့အလောရှိမြတ်ကဟလာတင်တို့ရဲ့ခယာနတ်လုပ်မှုကိုငါအလောရှိမြတ်သိတော်မူတယ်သို့တော်ဒါကိုတောက်ပါလို့ဖတာဘာအလိုင်ကွမ်တောက်ပါလုပ်ဖို့အတွက်လည်းအခွင့်အလမ်းပေးတယ်အဖြစ်တစ်ခုကျူးလွန်မိပြီဆိုရင်ကျွန်တော်တို့ကတောက်ပါလုပ်ဘာကြောင့်လဲဟာဒီသ်တော်မှာရှိတယ်ကုလ်ဘနီအာဒမ်ခတ်တာဝခိုင်ရုလ်ခတ်တာအင်အတဝါဘူဘနီအာဒမ်အာဒမ်ရဲ့တာချင်းအားလုံးကအဖြစ်ကျူးလွန်တဲ့သူတွေပဲအမှားယွင်းလုပ်တဲ့သူတွေပဲအင်ဆန်ဖြစ်တယ်ဘနီအာဒမ်ကျွန်းရမှာအာဒမ်ဆိုတာဟုတ်လားအဘူလ်ဘရှ်လူသားတွေရဲ့ဖခင်ကြီးဆိုတော့လူသားဆိုတာအင်ဆန်ယာယလ်အင်ဆန်ကုရ်အာန်ထဲမှာအများကြီးမိန့်ထားတယ်ဆိုတော့အင်ဆန်ကိုအဘိဓမ္မာဖွင့်ထားတာတော်တော်လှတယ်အလ်အင်ဆန်မူရက်ကဘမင်အလ်ခတအဝန်နစ်ယာန်လူဆိုတာအမေရဲ့အမားရဲ့ပေါင်းတက်ထားခြင်းကိုလူလို့ခေါ်တာတဲ့လူဆိုတာလူဖြစ်ရင်တော့အမှားကျူးလွန်မှာပဲအမေတာမှားခြင်းကဒွန်တွဲနေတယ်နောက်အတိတ်ပဲဖွင့်ဆိုမှုတစ်ခုမှာအလ်အင်ဆန်မင်အလ်အွန်စ်လူဆိုတာကဟုတ်လားတန်ရောစဉ်တွေအချစ်တွေမေတ္တာတွေအတူနေရင်လူမပြောနဲ့တိရစ္ဆာန်တွေတော့လူဆိုတာ science ရဲ့ subject အရာသိပ္ပံဓာတ်ဆိုတဲ့လူဆိုတာတိရစ္ဆာန်ရဲ့အမျိုးအစားတွေမှာပဲ animal ပေါ့ဗျာမြန်မာလူပြောရင်လည်းနည်းနည်းရိုင်းတယ်လို့ခံစားရတယ်သိပ္ပံရဲ့အဆိုအရဆိုရင်လူကဟုတ်လား animal အမျိုးအစားတစ်မျိုးဖြစ်တယ်ဒါအရဘီလိုပြောမယ်ဆိုရင် mantiq စာအုပ်တွေ Arabic တွေမှာလည်းဖော်ပြတယ်လေ intelligent and non intelligent ဟိုင်ဝါနေနာတက်နာဟိုင်ဝါနေဂိုင်းနာတက်ဟုတ်လားအသိဉာဏ်ရှိတဲ့ဟိုင်ဝါနဲ့အသိဉာဏ်မရှိတဲ့ဟိုင်ဝါဒါကြောင့်ကျွန်တော်တို့ရဲ့ဟိုင်ဝါရဲ့စိတ်တွေဝင်လာပြီးဆိုရင်တရိစ္ဆာန်တဲ့ဆိုတယ်ကျွန်တော်မြတ်ကုရ်အာန်မှာအာယတ်တော်တွေမိမောင်းထုတ်ပြတာ၉ပါးမှာကျွန်တော်တို့တရာဝီဖတ်တာကြော်ခဲ့ပြီလာဟူခလူဘလာယဖဟူနဘီဟာသူတို့မှာနှလုံးသားရှိတဲ့ခံစားချက်မရှိမသိနှလုံးသားရှိရင်ခံစားချက်အလိုလိုရှိရနှလုံးသားကမှောက်ရဆိုတော့အဘူဂျဟလ်ကိုအချိန်ပေါင်းများစွာဒါဝတ်ပေးတယ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုယ်တိုင်ဒါဝတ်ပေးတယ်နှလုံးသားကအမှန်တရားမဝင်နိုင်တဲ့နှလုံးသားဒါကြောင့်ဟီဒါယတ်ကိုကျွန်တော်တို့ကအီရာအတ်တရီနဲ့အလ္လာဟ်မြတ်ကတိုက်ရိုက်ချင်းချင်းနဲ့ဟီဒါယတ်ဆိုပြီးနှမျိုးရှိတယ်ဟီဒါယတ်ကအလ္လာဟ်မြတ်ပေးမှရမယ်ချုပ်ကလမ်းပြရင်လည်းရပါတယ်တချို့ပုဂ္ဂိုလ်တွေကတမန်တော်မြတ်ရဲ့နာမည်ကြားရုံနဲ့ဟီဒါယတ်ရတော့တယ်တချို့တမန်တော်မြတ်ဆောဘတ်တချို့တမန်တော်မြတ်ရဲ့အဆာဘ်တော်တွေကနေတစ်ဆင့်ဟီဒါယတ်ရတော့သို့တော့တချို့လူတွေက
ختم الله على قلوبهم وعلى سمعهم وعلى أبصارهم غشاوة နှလုံးသားတွေတောက်ခတ်ထားတယ်တစိ့ခတ်ထားနားတွေလည်းခတ်ထားတယ်အမြင်တွေလည်းခတ်ထားတယ်ဆုမဘုကမန်အမြင်ဖာဟွမ်လာယဘ်ဂျဟူဒါကြောင့်ကုရ်အာန်ကျမ်းမှာမမိတ်လေယောလဒီနာမနူလာတကူနူကလလဒီနာကာလူဆမီနာဝဟွမ်လာယဖာသူတို့ကကြားတော့ကြားတယ်မကြားတဲ့သူတွေကျွဲပါဆောင်းပြီးပြောတယ်မဟုတ်လားကျွန်တော်မြန်မာလိုအဲ့လိုလူတွေလိုမဖြစ်ပါနဲ့တဲ့ကမ်းနေတဲ့မျက်လုံးရှိတယ်မမြင်ရအမှန်တရားကိုမမြင်တာပြောတယ်နားရှိတယ်မကြားရဘူးအမှန်တရားကိုမကြားတာအမှန်ကပါလေမကြောက်ဟုတ်လားစသဖြင့်အလ္လာဟ်မြတ်က senses တွေကိုကျွန်တော်တို့ကိုချင်းညင်ထားအဲ့ဒါတွေကအမှန်တရားကိုသိဖို့အတွက် mindfulness အတွက် forgetfulness ဆိုတာမေ့တာတော့မှားတာတော့လူသားမှာဒါကြောင့် la'allakum tattaqun consciousness la'allakum အချိန်မိတ်တယ်အချိန်မိတ်တယ်တတိရှိဖို့တတိဆိုတာဒါကြောင့်ရိုးစားမှာကျွန်တော်တို့မေ့တာနဲ့မှားတာနဲ့မတူဘူးမေ့ပြီးတော့စားမိတယ်မိတာတတိမရှိဘူးလာမပလို့မှားပြီးတော့ဖြစ်သွားတယ်ဝုဇူလောက်တဲ့အချိန်တတိထားဒါကြောင့်ကျွန်တော်တို့ဒီ toothpaste တွေနဲ့ဟိုသွားတိုက်ဆေးတွေနောက်အဲ့လိုအစားတောက်မြည်တာတို့သူတို့ဖြစ်တယ်သို့တော့ပိုင်တလားဆိုတော့လောက်ပိုင်ရွှေရှိတဲ့အနေထားပဲဘာကြောင့်လဲဆိုတော့မှားပြီးတော့ဝင်သွားရင်ရိုဇာပြတ်တယ်အေတကပ်မှာဆိုရင်တော့ပို့ပြီးတော့ကိုပြညာချက်တွေရှိတယ်ခိုင်လောကလူကလာယပဟူနဘီဟာလက်စနကတချို့လူတွေကိုသူတို့ကိုနှလုံးသားပေးထားတယ်သို့တော့နှလုံးသားကအမှန်တရားကိုလက်ခံနိုင်စွမ်းမရှိတော့ခံစားနိုင်စွမ်းလည်းမရှိဘူး။ဘာကြောင့်လဲဆိုရင်ခုန science ကဆိုတဲ့အဆိုအရဆိုရင်လူက animal ထဲမှာပါတယ်စိတ်ရိုင်းဝင်ပြီးဆိုရင်ဝလာတတဘိလဟဝါဖယုဒလကအန်ဆဘီလလာလူချင်းစာနာမှုမရှိဘူးလူချင်းရက်ဆက်မှုတွေအမြဲတမ်းလုပ်နိုင်တယ်မာနာတွေမှားတာတွေဘလို့မှဝေခွဲလို့မရဘူးဘာကြောင့်လဲအစ္စလာမ်ကကျွန်တော်တို့ကိုသင်ပေးထားတာကျွန်တော်တို့လုပ်ခဲ့တဲ့15နှစ်လောက်ကစာရန်တူလေးတစ်ခုရေးမှုတယ်ကျွန်တော်တကယ်ကြီးကျွန်တော်ကိုဟုတ်လားမြတ်တရားကနေဒါလေးကိုပြန်ပေးပါဆိုတော့အုပ်ချုပ်တာပညာရှင်တွေအီမန်ရှင်မဟုတ်တဲ့ပညာရှင်တွေကသူတို့အသိဉာဏ်ကအုပ်ချုပ်တယ်လို့ခံယူထားတယ်နောက်တစ်မျိုးကကြတော့ဟုတ်လားသူတို့ပညာအသိပညာလည်းမရှိဘူးအီမန်လည်းမရှိဘူးဆိုရင်စိတ်ရိုင်းကအုပ်ချုပ်နောက်တစ်မျိုးကကြတော့ကျွန်တော်တို့အီမန်ရှင်တွေကြတော့ဝဟီကအုပ်ချုပ်အမှန်ဝဟီကနှစ်မျိုးရှိတယ်မနေ့ကအစီအမံသာတင်ပြခဲ့တယ်လို့ပဲဝဟီမတလူဝဟီဂိုင်းမတလူ recited ဝဟီနဲ့ဟုတ်လား non recited ဝဟီ unrecited ဝဟီရွတ်ဆိုတရဇေရတဲ့ဝဟီနဲ့ရွတ်ဖတ်တရဇေခြင်းမရှိတဲ့ဝဟီဆိုတော့ကျွန်တော်မြတ်ကုရ်အာန်ကကျွန်တော်တို့အတွက်စံပဲ criterion ဆိုတော့ကျွန်တော်မြတ်ကုရ်အာန်ကိုတေချာလေ့လာမယ်ဟာဒီသ်တော်တွေရဲ့မိမောင်းထိုးချက်အပေါ်မှာကျွန်တော်ဘဝနေထိုင်မယ်စွာပါတွေရဲ့တကယ်အဂျမအပေါ်မှာဘယ်လိုယက်တည်ထားလဲသူတို့ဘယ်နေရာမှာသဘောထားကွဲလွဲမှုမရှိတဲ့နဲ့ဘဝကိုလမ်းညွှန်ချက်တွေပေးထားလဲအဲ့ဒီပုံမှာယက်တည်နေဆိုရင်အင်ရှာအလ္လာကျွန်တော်တို့ဘဝကဝဟီရဲ့လမ်းညွှန်ချက်နဲ့အညီသွားမယ်ဒါဆိုရင်ကျွန်တော်တို့မှာကျွန်တော်တို့စိတ်ရိုင်းတော့ကျွန်တော်တို့တော့လိုက်ပြီးတွားနေတာပါဟုတ်တဲ့အတွက်ကျွန်တော်တို့ခုနပြောတဲ့လာဟွမ်ကူလူဘလာယဖဟူနဘီဟာနှလုံးသားရှိတယ်ခံစားမှုရှိဝလာဟွမ်အာယူနလာယုဆီရူနဘီဟာသူတို့မှာမျက်လုံးတွေရှိတယ်သူတို့မမြင်နိုင်ဘူးဝလာဟွမ်အာဒါနလာယစမာအူနဘီဟာသူတို့မှာနားတွေရှိတယ်မကြားနိုင်ဘူးတူလာအိကကလ်အန်အာမ်သူတို့ကတရိษံတွေလိုပဲကလ်အန်အာမ်ဆိုတာချင်းလေးချောင်းတရဝါတွေဒါကြောင့်တချို့ကျမရေးလိုက်စားတဲ့သူတွေကျွန်တော်တို့ရဲ့မိတ်ဆွေတွေလည်းရှိတယ်တချို့ချင်းလေးချောင်းသားမစားဘူးတဲ့တစ်ချောင်းပဲစားခြေလေးချောင်းက scientific အရာသူတို့ဆိုကြတွေရှိမှာပေါ့ဆိုလေ science teacher တွေ science ကို research လုပ်တဲ့သူရှိမှာဒါကြောင့်လူကတရိษံနဲ့တူတူပဲတဲ့တရိษံဆိုတာကအကောင်းအဆိုးဝေခွဲနိုင်စမ်းမရှိဘူးလေသူတို့ရဲ့လိုဘပြည့်ပြီးသွားပြီလောဘဒေါသမောဟအဲ့ဒီနောက်ွယ်မှာအများကြီးမရှိသူတို့ရဲ့စားဖို့တောက်ဖို့တခါကြာရင်ဘလောက်တောင်စားရင်တောက်ရင်နဲ့အသေးခံသွားရတယ်အောက်နောက်ကစားဖို့ပဲဇောအောက်နောက်ကမျိုးဒါကြောင့်သူတို့ကဟိုင်ဝမ်ကျွန်တော်တို့ကနာတစ်သူတို့ဂိုင်းနာတစ်သူတို့ကလုံးဝအသိဉာဏ်မရှိတဲ့အသိဉာဏ်အမတန်နိုင်တဲ့တရိษံတွေမှာလဲဟာလာအသိဉာဏ်ကမတူညီကြဘူးလေမြောက်တွေရှိတယ်ကြီးကန်းတွေရှိတယ်ကြောင်တွေခွေးတွေစိတ်တွေသူတို့က nature အရက်သွားတယ်သူတို့ရဲ့သဘာဝတရားကတချို့တွေကလူနဲ့တွေ့ရိုင်းတယ်ချို့ကယင်းတယ်စသဖြင့်သူရဲ့အခြေခံသဘောတရားအရာလက်စမပေးထားတဲ့အတိုင်းပဲရှိတယ်ငယ်တုန်းကသူ့အမေကိုသိတယ်အဖေကတော့သူ့ကိုမသိတာများတယ်နော်တရိษံတွေအိမ်မွေးတရိษံတွေတချို့အဖေတွေကိုစီစဉ်ပေးထားတဲ့အဖေတွေရှိရင်တော့အဲ့ဒီအဖေတွေကတော့ဒါတရိษံကတော့မသိလူပဲသိတာဒါသူ့အဖေဆိုတော့ဒါပေမဲ့
ငယ်အချိန်တုန်းကတော့ငယ်တဲ့အချိန်ကတော့တရိစ္ဆာန်လေးကငွေးလာရင်ပေါက်လာရင်သူ့အမေဆိုတာတည်သေးတယ်သူ့အမေကကာကွယ်ပေးတဲ့အတိုင်းတာသူတည်ဟာကြီးပြင်းလာတဲ့အချိန်ကျအမေလည်းမသိတော့အမေတော့မသိတော့ဟုတ်လားအဲ့ဒါကိုကြပြဆရာတယောက်ကအာရဘီလိုကြပြဖွဲ့တာတော်တော်လေးလာဟုတ်တရိစ္ဆာန်သူအဒပ်ပေးပြီးတင်ထားတာကိုအဒပ်စီကံနဲ့မီလန်းတွေအကျင့်ဝတ်တွေတင်ထားပေးပြီးကြီးပြင်းလာတဲ့စိတ်မရဲ့နှုတ်နဲ့မွေးထားတဲ့ဝမ်ပလူလေးတစ်ကောင်ကြီးလာတော့အဲ့ဒီစိတ်မကိုစားလိုက်အဲ့တော့အဲ့ဒါကိုစိတ်မရဲ့နှုတ်ကိုစီစဉ်ပြီးတိုက်ကျွေးတဲ့အဖွားကြီးကယူကျုံမရရင်ခွဲလာကြပြီးတော့အဲ့ဒီကြပြလေးကိုပြောတာဟိုမင်းအဖေဝမ်ပလူဆိုတာမင်းကိုဘယ်သူပြောလိုက်တာလဲတဲ့သဘောဝမ်ပလူရဲ့ဂုံတက်တိသဘောက तू ကအုတ်ဖက်စားပေါက်တဲ့ဗီဇရှိတယ်ဒါကြောင့်ဗီဇကိုပြောင်းလဲနိုင်တာဝဟီပဲရှိတယ်ဗီဇဆိုတာတစ်ချိန်မဟုတ်တစ်ချိန်ပြန်လဲလာမယ် DNA တွေဆက်ပြီးတော့လူတွေကပြောကြတာမိခင်ဖခင်မှာဘာရှိလဲရှိတဲ့ဥစ္စာလာခွဲလာမယ်ဘာပဲရှိလာခွဲလာမယ်ဆိုပြီးတတ်မှာဗီဇဆိုတာရှစ်ဆက်ဗီဇကိုပြောင်းလဲနိုင်တာဗီဇတွေမှာဟုတ်လားတဘာဝရဲ့ခန္ဓာဖွဲ့စည်းထားတဲ့ဗီဇပဲမဟုတ်အကျင့်ဇယိုက်တွေရှိတယ်အများကြီးလူရဲ့အတွင်းကနေမမြင်နိုင်တဲ့တကယ်ကိုကြောက်စရာကောင်းတဲ့ဗီဇတွေအဲ့ဒါတွေအားလုံးကိုထိန်းချုပ်ပေးနိုင်စွမ်းရှိတဲ့အရာကသမဏေမြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ပေါ်ကိုကြားရလာတဲ့ဝဟီတန်မြတ်ကုရ်အာန်နဲ့ဝါတဆမူဘီဟဘ်လ illah ဂျမီအာကျွန်တော်တို့သိတယ်အဲ့ပေါင်းရာကျော်တယောက်နဲ့တယောက်အဖွဲတစ်ဖွဲ့ဘာမဟုတ်တဲ့မပြောပါတော့တဲ့အရာလေးတွေနဲ့စစ်တိုက်နေကြတဲ့အာရဗ်ညွန်းနွယ်စုတွေဘယ်လိုစီးလုံးသွားလဲအလတ်ရဲ့ကျိုးတော်ဟိုကန်ပြီးတော့ဘယ်လိုစီးလုံးသွားလဲဆိုတော့ကျွန်တော်တို့သိကြတယ်ဘယ်လောက်ထိအောင်အမျိုးသမီးတွေတန်ဖိုးမထားလဲအမျိုးသမီးငယ်လေးတွေမိန်းကလေးမွေးလာရင်အရှင်လက်လက်မြေမြုပ်ပြီးတတ်ပြတယ်ဝိဒ်မော်ဦးဒတ်တို့ဆိုအိလက်ဒါကြောင့်ဟာဒီသ်တော်မှာလာရှိတယ်အဲ့ဒီခလေးငယ်လေးကခရမနေ့ကျရင်တရားဆွဲမယ်မိဘတွေဘာအပြစ်ရှိလို့ကျမကိုအဲ့လိုအဖေအမေကအဲ့လိုတတ်ပြရတာလေဒီဝါကေရတယ်အများကြီးပဲမျက်ရည်ကျစရာကောင်းတဲ့ဝါကေရတယ်နောက်ထပ်လဲဒါကလူမမဲခလေးလေးအရွယ်ရောက်ပြီးသားအမျိုးသမီးတွေတန်ဖိုးမရှိတဲ့ဘဝတွေအရေးအတွက်အကန့်အသတ်မရှိတဲ့နေကာတွေသမဏေမြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်အလ္လာဟ်ရှိမဆေလို့တော်မူပြီးတဲ့နောက်မှာကန့်အသတ်အမိန့်ပြညတ်ချက်နဲ့ပြရန်ပေးတော်မူတယ်အဲ့တော့သမဏေမြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဟာဒီသ်တော်မှာဘယ်လိုတော့မိန့်လဲဆိုရင်မိန်းကလေးတွေကိုချစ်အောင်ဒီကနေ့မိန်းကလေးတွေကိုနာမည်တော့မပြောတော့ကျွန်တော်နာမည်ရတယ်ကဘာကြီးမှာတကက်ကဘာကျော်ခေါင်းဆောင်တွေရဲ့ပိုင်လေးဒါကြောင့်အများကြီးပြဿနာတွေပဲဖန်တီးပြီးတော့လူမဆန်နဲ့ဟလာလူထဲမှာရှိတယ်ဒါတွေကိုနှောင့်နှင်းအောင်ကြံ့ကြာအောင်လုပ်ရင်းနဲ့ဟလာအင်အားချင်းနေတဲ့သူတွေကိုပြဿနာပေါင်းများစွာဇက်တိုက်တစ်ခုပြီးတစ်ခုပေါ်နေတယ်ပေါ်အောင်မယ်ဒါတွေအားလုံးနောက်ကမှာတို့အမျိုးသမီးငယ်လေးတွေကိုဟလာတံမိုးထားတဲ့ပုံစံချင်းတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဟာဒီသ်တော်မှာအမျိုးသမီးတွေကိုချစ်ရမယ်ချစ်တယ်ဆိုပြီးတော့ချစ်တယ်ကျွန်တော်ဘာလုပ်လဲကျွန်တော်သားသမီးတွေကိုကျွန်တော်ချစ်ပါလားကျွန်တော်တို့ရဲ့အမတွေနှမတွေကျွန်တော်ချစ်ပါလားကာကွယ်ပေးတယ်အချစ်ဆိုတာကကာကွယ်ပေးတယ်အချစ်ဆိုတာကနစ်နာအောင်လုပ်တာမဟုတ်ဘူးရက်ဆက်တာမဟုတ်အချစ်ရဲ့နာမည်ရဲ့ခေါင်းစဉ်အောက်မှာအချစ်ရဲ့နေ့တွေကိုဖန်တီးပြီးတော့လူတော်တော်များများလူဘလောက်တော့ဘဝတွေပျက်စီးသွားကြတယ်ဆိုတော့ခိုင်ကျွန်တော်တဖ်စီရမှာအဲ့လိုတို့အချက်တွေပါတင်ပြပေးလိုက်ဆိုတော့ကျွန်တော်တို့ရဲ့စိတ်ရိုင်းတွေကိုထွန်းအုပ်ဖို့ဝဟီလိုအပ်တယ်ဒီအမိန့်တော်တွေလိုအပ်တယ်ဆွာဘာတွေကအင်မတန်ရိုးသားတယ်တောက်ပါလောက်ခိုင်းတယ်တောက်ပါလောက်လူဆိုတာအဖြစ်နဲ့အမိန့်နဲ့အမားနဲ့မကင်းကြဘူးဒါကြောင့်တောက်ပါလောက်ရမယ်ဝါဖာအန်ကွမ် effect ဆိုတဲ့ purification စိတ်နှလုံးတန့်စင်မှုကိုလည်းအလ္လာဟ်မြတ်ကချီးမြှင့်တော်မူတယ်فتاب عليكم အဲ့ဒီနောက်မှာဗာမိတ်လဲဝါဖာအန်ကွမ်လက်စမကသင်တို့ရဲ့စိတ်နှလုံးတန့်စင်မှုကိုချီးမြှင့်တော်မူလိုက်ပြီသဘောကသင်တို့ရဲ့တောက်ပါကိုလက်စမကလက်ခံတော်မူလိုက်ပြီတဲ့ပြီးတာနဲ့ဒီအာယတ်တော်ရှင်းဆက်ပြီးတယ်ဖလ်အာနဘာရှိရူဟွန်နဝဘတကူမာကတဘလောလကုဒီမှာအချိန်ကို definition ဒီဆယ်ရီရဲ့အချိန်မှာဖော်ပြထားတယ်ဒီပြီးတော့iftar ရဲ့အချိန်ဆယ်ရီရိုဇာရဲ့အချိန်ကန့်သတ်ပြည့်ရဲ့အတိုင်းအတာပေါ့ဟူဒုကပဲအချိန်ရနေတဲ့အချိန်ဒီမှာလည်းအဖြစ်အပျက်တစ်ခုဖြစ်တယ်ဆွာဘာတူကချင်းမြင်အဖြူနဲ့ချင်းမြင်အနက်ဆိုတာထင်ရှားတဲ့အထိအဲ့ဒီအချိန်ရောက်မှစားကြတောက်ကြဆိုတဲ့အဓိပ္ပာယ်ကိုသူကသဘောမပေါက်ပဲနဲ့ချင်းမြင်အဖြူနဲ့ချင်းမြင်အနက်ကိုခေါင်းအုံးပြီးတော့အိတ်တယ်တမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကမိတ်နဲ့မဟုတ်ဘူးချင်းမြင်အဖြူနဲ့ချင်းမြင်အနက်ဆိုတာကချင်းမြင်အနက်ဆိုတာညအချိန်ရောက်တာမှောင်သွားတာကိုပြောတာချင်းမြင်အဖြူဆိုတာအလင်းကိုပြောတာဆိုတော့အဲ့ဒီအချိန်ရောက်ရင်ခုနကတင်ပြခဲ့တဲ့အချက်တွေဟုတ်လား
ရိုဇာရဲ့အချိန်တော်အတွင်းမှာအမိန့်ကြောင့်ပြုပိုင်တဲ့ကိစ္စတွေစားခြင်းတောက်ခြင်းနဲ့နိစ္စမှုရယူခြင်းဒီအချိန်တွေကိုပြုလို့ရပြီဘလ်အာနာဘာစီရူဟွန်နာဝဘတဂူမာကတဘအလ္လာဟူလကုမ်အလ္လာဟ်ဆုမြတ်ရဲ့ကျင့်နဲ့နှစ်သက်မှုကိုရှာဖွေတော့ حتى يتبين لكم الخيط الأبيض من الخيط الأسود من الفجر فجر ثم أتموا الصيام إلى الليل ပြီးတော့ရိုဇာကိုဆယ်ရီစားပြီးရင်ကျွန်တော်တို့ညအချိန်ရောက်တဲ့အထိထိမ့်သိမ်းရတော့မစားပဲမတောက်ပဲနောက်ကျန်တဲ့ပြည့်ညတ်ထားတဲ့အချက်တွေအားလုံးကိုမလှုပ်ဆောင်မင်းနဲ့နေဝင်တဲ့အချိန်ထိချုပ်တီးထားပြီးတဲ့နောက်မှာအီတကပ်အကြောင်းအာယတ်တော်မှာလာရှိတယ်တမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကပထမ10ရက်မှာလည်းအီတကပ်ထိုင်ခဲ့တယ်အလယ်ပိုင်း10ရက်မှာလည်းအီတကပ်ထိုင်ခဲ့တယ်သို့တော့နောက်ဆုံး10ရက်မှာကဒရညကိုရှာဖွေပါဆိုတဲ့ဟာဒီသ်တော်အရာတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဟုတ်လားနောက်ဆုံး10ရက်မှာဆွဲဆွဲမြဲမြဲအီတကပ်ထိုင်ပထမ20ကိုလည်းထိုင်ရရှိတယ်အလယ်ပိုင်း10သို့မဟုတ်20အဲ့လိုထိုင်ရတာရှိတယ်တလားလုံးတမန်တော်ထိုင်ရတယ်သို့တော့တဟရူလိုင်လတ်အလ်ကဒရမင်10အလ်အဝါကစ်မင်အလ်ဝစ်riwayat ညာကြီးအဇရအာရှာရဲ့ riwayat မှာလည်းရှိတယ်ကဒရညကိုရှာဖွေမယ်ကဒရညကိုမြင်လို့ရှိရင်ဘာဖတ်ရမလဲဝအန်တုမအာကီဖူနဖီလ်မဆာဂျစ်ဟဇရအာရှာကတမန်တော်ကိုမေးတဲ့အချိန်မှာတမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကမိတ်တယ်အလ္လာဟူမအင်နီအာဖူန်တူဟီဘ်အလ်အဖဖာဖူအန်ဒီဒါဖတ်ဆလ္လာလဟ်တမန်တော်ဆလ္လာလဟ်အလိုင်းဝါဆလမ်ကဟဇရအာရှာကိုတင်တယ်ဆိုတော့ဒီနေရာမှာအေတကတွင်ရောက်လို့ရှိရင်ကျွန်တော်တို့အပေါ်မှာတင်ပြခဲ့တဲ့စားခြင်းတောက်ခြင်းဒါပိုင်နဲ့မူဘာရှရတ်နိစ္စမှုရယူခြင်းကမာလျက်နဲ့လည်းမရအဲ့ဒါအီတကပ်ပြတ်ဝအန်တုမအာကီဖူနဖီလ်မဆာဂျစ်တိလ်ကာဟူဒူဒ်အလ္လာဟ်ဒါကအလ္လာဟ်မြတ်ရဲ့ပညာတော်တွေဖြစ်တယ်အလ္လာဟ်မြတ်ရဲ့စီးပေါင်းတတ်မှတ်ထားတဲ့နယ်နိမိတ်ဖြစ်တယ်ဒီနေရာမှာအနီရောင်လိုင်းကိုဖြတ်လို့မရဘူးတိလ်ကာဟူဒူဒ်အလ္လာဟ်အပေါ်မှာတင်ပြခဲ့တဲ့ပညာချက်တွေကလောကဘက်တော်ကနေပြဋ္ဌာန်းတတ်မှတ်ထားတဲ့ဥပဒေတွေဖြစ်တယ်လိုက်နာရမယ်ချိုးဖောက်လို့မရဘူးكذلك يبين الله لكم آياته للناس لعلهم يتقون ဒီမှာလည်းမင်းရတင်ပြခဲ့တယ်လို့ပဲနောက်ဆုံးမှာ يتقون နဲ့ဆုံးတယ်လောကမြတ်ကရှင်းလင်းတင်ပြတယ်လောကမြတ်ရဲ့တတ်တဲ့လက္ခဏာတော်တွေကိုလောကမြတ်ရဲ့အမိန့်ပြညတ်တော်တွေကိုဘာကြောင့်လဲအားလုံးကျွန်တော်တို့အားလုံးလူသားတရက်လုံး للناس لعلهم يتقون သူတို့တွေတက္ကဝတရားရရှိဖို့စင်ကြင်ုံတရားရရှိဖို့လောကမြတ်ကျွန်တော်တို့ကိုလက်ခံသဘောတူတော်မူပါစေအခုတင်ပြပါကျွန်တော်မြတ်ကုရ်အာန်ရဲ့အနှစ်ချုပ်သဘောတရားတွေကိုကျွန်တော်တို့ကြားသိပြီးတဲ့နောက်မှာလက်တွေ့ဘဝမှာတကယ်ပဲကျွန်တော်တို့လိုက်နာကျင့်သုံးနိုင်ကြပါစေကျွန်တော်အပါဝင်ယခုနားထောင်တဲ့မိတ်ဆွေတွေကလေးရဲ့ပြင်မှာဒီအတွင်းထဲမှာဘဝရဲ့အခြေအနေတိုင်းမှာဒီတက္ကဝတရားကိုလက်ဆုပ်လက်ကပြုထားနိုင်ပါစေလို့ကျွန်တော်ဆုမွန်လိုတောင်းပါတယ်ဝါအာခီရူဒါဝါနာအလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမီန်بسم الله الرحمن الرحيم الحمد لله رب العالمين ولا عقبة للمتقين والصلاة والسلام على رسول النبي الكريم سيدنا محمد وعلى آله وصحبه أجمعين اللهم أرنا الحق حقا وارزقنا اتباعه وأرنا الباطل باطلا وارزقنا اجتنابه اللهم يا مصرف القلوب صرف قلوبنا على طاعتك يا مقلب القلوب ثبت قلوبنا على دينك اللهم انصر من نصر دين محمد صلى الله عليه وسلم واجعلنا منهم واخذل من خذل دين محمد صلى الله عليه وسلم ولا تجعلنا معهم اللهم انصر الإسلام والمسلمين اللهم انصر الإسلام والمسلمين في فلسطين وفي إيران وفي باكستان وأفغانستان وفي كل مكان اللهم بارك لنا في الموت وفيما بعد الموت اللهم إنا نسألك من فجاءات الخير ونعوذ بك من فجاءات الشر اللهم تقبل منا قيامنا وصيامنا وركوعنا وسجودنا اللهم تقبل منا دعاءنا ورجاءنا اللهم هذا جهدنا ومنك القبول وهذا تقصيرنا ومنك المغفرة فتقبل منا إنك أنت السميع العليم وتب علينا يا مولانا إنك أنت التواب الرحيم وصلى الله تعالى على خير خلقه محمد وعلى آله وصحبه أجمعين برحمتك يا أرحم اللهم صل